ဒီခံချင်းဆိုတဲ့စာတန်းထိုးထားတဲ့တစ်သားဆိုင်ဘုတ်ဟာရှုံးချင်းရဲ့လက်ချက်နဲ့အပိုင်းပိုင်းဆဆဖြစ်သွားခဲ့ပြီးသူဘလို့မှဆက်ပြီးဒီမခံနိုင်တော့ဘူးဆရာရဲ့ကူပေးမှန်ရှိမှာ၃ချိန်တိုင်တိုင်ဥချပြီးနောက်ဆုံးကာရောဝပြုအပြီးမှာတော့ရှုံးချင်းဟာဆရာကိုတက်ခဲ့တဲ့လူသက်သမားရှိရာဒိုဂျိုတိုင်းတင်တန်းကျောင်းစီကိုတန်တန်မတ်မတ်ဦးတည်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာဝစ်စုံနဲ့ဝတ်ထားတဲ့ဟုံးတောင်သူတော်စင်ရဲ့လက်အောက်မှာ Black Dragon ဂိုင်းသားတွေတိုင်းကျင့်နေကြပါတယ်ရှုံးချင်းဟာသူတို့အလဲကိုအေးအေးလူလူရှောက်လန်းသွားပြီးငါရူဂျီအာကူတာကာဝါကိုလာရှာလာလို့ခက်အေးအေးပဲပြောလိုက်တဲ့ဂျပန်လူမျိုးတွေကတော့မထီမဲ့မြင်အမူအရာတွေနဲ့ရှုံးချင်းကိုချက်ချင်းဝိုင်းတိုက်ကြတော့တာပေါ့ဒါပေမဲ့ရှုံးချင်းကတော့တုံလုံးမသွားဘူးသူ့ရဲ့လက်ဝါးတစ်ချက်အောက်မှာတင်ရန်သူတယောက်မြေပြင်ပေါ်မှာခွေးကျသွားတယ်တယောက်ပြီးတယောက်တိုက်ပြီးတိုက်သူ့စီပြေးဝင်လာတဲ့များကိုရှုံးချင်းကဒီရေလိုင်းလိုပြင်းထန်တဲ့လက်တိချက်တွေနဲ့တယောက်တည်းရင်ဆိုင်ခဲ့ပါတယ်ကန်ချက်တွေလေးဟုံစီးကန်ချက်တွေနဲ့ဘလောက်ပဲတိုက်ခိုက်ပါစေရန်သူအယောက်20လုံးရှုံးချင်းကိုလက်ဖျားနဲ့တောင်မထိနိုင်ခဲ့ကြဘူးဒါဟာအစင်ချင်းလုံးဝမတူတဲ့အပြတ်သက်အနိုင်ယူမှုပဲနောက်ဆုံးမှာတော့သူဟာအတန်မာဆုံးလို့ထင်ရတဲ့ခေါင်းဆောင်ရှိကိုတလန်းချင်းတိုးသွားပါတယ်တည်ငြိမ်လုံးနဲ့ကန်ချက်တစ်ချက်နဲ့အတူသူရက်နေတဲ့ပုံစံကကြောက်မက်ဖွယ်မိစ္ဆာတကောင်လိုပဲလက်ပါစီတွေအားလုံးရှုံးနေသွားတဲ့အချိန်မှာတော့ရူဂျီအာကူတာကာဝါကိုယ်တိုင်ထွက်လာခဲ့ပါပြီးရှုံးချင်းဟာသူ့ဆရာကိုတက်ခဲ့တဲ့အဲ့ဒီဂျပန်လူမျိုးကိုတေချာစိုက်ကြည့်လိုက်တယ်တိုက်ပွဲစပြီးဆိုတာနဲ့ရှုံးချင်းဟာဆရာစီကတင်ယူခဲ့တဲ့ဟွာမီသားစုတိုင်းကွက်ကိုတုံးပြီးတိုက်ခိုက်ပါတယ်အာကူတာကာဝါရဲ့အောက်ပိုင်းအနေထားပြောင်းလဲသွားတာကိုကြည့်ပြီးသူကတော့မယ်ဆိုတာကိုရှုံးချင်းကကြိုးတိနေတယ်အာကူတာကာဝါဟာအတင်းကျပ်ပြန်တိုက်နေပေမဲ့တုံရင်နေတဲ့ညာဘက်ခြေထောက်နဲ့မျက်နှာပေါ်ကဝေဒနာတွေကသူ့ရဲ့နာကျင်မှုကိုတက်တည်ပြနေပါတယ်ရှုံးချင်းကတော့သူ့ရဲ့အကန့်အသတ်ကိုရိပ်မိသွားပြီလေဒေါသထွက်နေတဲ့အာကူတာကာဝါကိုရှုံးချင်းကအနီးကပ်တိုးဝင်ပြီးနိုင်ရွက်ကိုအသာလေးဆွဲကင်လိုက်တာကလူပုံအလဲမှာအဆက်ခွဲလိုက်တယ်လို့ပါပဲတိုက်ပွဲတစ်လျှောက်လုံးမှာရှုံးချင်းဟာအာကူတာကာဝါရဲ့မျက်နှာနာကိုလက်တီးနဲ့၄ချိန်တိုင်တိုင်ထိုးနိုင်ခဲ့တယ်လို့နိုင်ရွက်ကိုလည်း2ချိန်ဆွဲကင်နိုင်ခဲ့တယ်ဒါဟာအာကူတာကာဝါဟာရှုံးချင်းရဲ့ပြိုင်ဘက်မဟုတ်တယ်လို့ဆရာကြီးဟွန်ယူဂျာကိုလည်းဘလို့မှမရှင်းနိုင်ဘူးဆိုတာကိုတက်တည်ပြလိုက်တာပဲအာကူတာကာဝါရဲ့လက်ချောင်းတွေကိုချုပ်ဖြတ်ပြီးနောက်မှာတော့ရှုံးချင်းဟာဖက်နဲ့ဘိုးကိုအေးစစ်စစ်ပြန်ချီပြီးဘာတခုမှမပြောဘဲထွက်ခွာသွားခဲ့ပါတယ်ဒါပေမဲ့ဇလန်းကဒီမှာတင်မပြီးသေးဘူးအဲ့ဒီနေ့ညတကောင်မှာရှုံးချင်းဟာနိုင်ငံသားဆရာဝန်တယောက်ကိုခေါ်ပြီးဆရာရဲ့ကူစီသွားခဲ့ပါတယ်သူကဆရာအလောင်းကိုပြန်ဖော်ပြီးစစ်ဆေးကျင်နေတာပါကျင်းမှုကြောင့်ကတပည့်တွေကတော့ဆရာအလောင်းကိုစော်ကားတယ်ဆိုပြီးသူ့ကိုဝိုင်းထားကြပေမဲ့ရှုံးချင်းကတော့လုံးဝမမှုခဲ့ပါဘူးသူဟာဆရာအလောင်းကိုခွဲစိတ်ပြီးအသေးကိုထုတ်ယူစစ်ဆေးလိုက်တဲ့အခါမှာတော့အသေးထဲမှာအစိတ်တွေရှိနေတာကိုတွေ့လိုက်ရပါတယ်ဆရာကြီးဟာတရားမျှတတဲ့တိုက်ပွဲမှာရှုံးခဲ့တာမဟုတ်ပဲလုတ်ကြံတက်ဖြတ်ခံခဲ့ရတာပါအဲ့ဒီနေ့ကစပြီးကျင်းမှုကြောင့်တော်ကြီးဟာဖျို့ဖျဲဖြစ်ကုန်ပါတယ်လူသက်သမားဟာအတွင်းလူပဲဖြစ်ရမယ်ဆိုတဲ့တန်တရားတွေကတပည့်တွေကြားထဲမှာပြန့်နှံ့သွားခဲ့တယ်ဒါပေမဲ့နေ့စဉ်လေ့ကျင့်ခန်းတွေပြန်စတဲ့အချိန်မှာတော့ရှုံးချင်းရဲ့လေ့ကျင့်ရေးနည်းလမ်းတွေဟာအရင်နဲ့မတူပဲထူးခြားဆန်းပြနေတာကိုတပည့်အားလုံးသတိထားမိလိုက်ကြပါတော့တယ်